download ဆွဲထားတဲ့ video file တီးကိုဒီ download ထဲကနေပြီးတော့ကိုထားရှင်းနေရတော့ဒါပဲ prompt list ဆိုတော့ဒီ video မှာကျွန်တော် proper ပြပြပေးပါရနော်ဒီနေ့ကိုကျွန်တော်မသိတဲ့ညီကောင်မတွေပဲမျှဝေပြပြပေးပါရနော်ကျွန်တော်မင်းရရညီကောင်မတွေလေးဟင်းတွေနဲ့ကျွန်တော်ဒီနေ့ကိုမျှဝေပြပြပေးပါရအဲဒီသိချင်တဲ့စေဝင်တဲ့ဆိုတော့ကဒီ video ကိုဆုံးဖြတ်လိုက်ပါနော်ဒီကျွန်တော်အစဉ်ဆုံးစလိုက်ပါမယ်အဲဒီကျွန်တော်ဒီမှာ file တွေကိုဝင်ရပါမယ်နော်ကိုကြီးဖုန်း memory file တွေကိုတစ်ခါနေပါနော်ဒီကျွန်တော်ဒီထဲမှာအမျိုးတို့မှနေတော့ဒီမှာ SD card ဆိုပဲဒီမှာ SD card ပုံနေပါဗောနော်ကျွန်တော် SD card မိပြန်တယ်ဒီမှာ internet storage ဆိုပြီးတော့ပဲပုံနေကြပါနော်အဲကျွန်တော်ရဲ့နေရာကိုတစ်ခါနေပါပေါ့ဖုန်းတွေဖုန်းမှထည့်ပါဖို့ပိုင်နော်အဲကျွန်တော်ဒီမှာ download ဆွဲထားဆိုပဲဒီမှာ download တစ်ခါနေပါဗောနော်အဲ download တွေတစ်ခါနေပါပေါ့ဒီတမိုင်းတော့ကိုကျွန်တော်ကနေပြီးတော့ဟိုတစ်ခါနေတစ်ခုတော့ prompt ပါဖို့ပိုင်နော်အောင်ဖို့ဆိုပဲကျွန်တော်တို့ပဲဒီဗီဒီယိုကို prompt လိုက်ပါမယ်နော်ကျွန်တော်တို့ဒီဗီဒီယို prompt လိုက်ပါမယ်ဒီဘက်နာက access 30ရှိပါနော် access 30ကိုတစ်ခါနေပါပေါ့ပြီးတော့ပဲကျွန်တော်တို့ဒီမှာ move to နဲ့ copy to ဆိုပြီးတိုင်းမှာပေါ့ဒီ copy to ကကြခဲ့copy to နဲ့ prompt ကြခဲ့ဒီအခုဟင်းနေတဲ့နေရာမှာလေတော့တဖိုင်ချန်ဟာပါပေါ့ကို lot ထည့်ဖို့နေရာမှာလေတဖိုင်လောက်ပေါ့ပိုင်နဲ့တဖိုင်ကိုနှစ်ဖိုင်ခွဲပြီးတော့ပဲထည့်စားပါဒီမှာ move to ကကြခဲ့တပုတ်ကနေပြီးတော့အတန်တော့ဖွင့်စားပါပိုင်နော်ဒီ move to လုပ်ပြဆိုခဲ့ဒီမှာဒီနာမဗီဒီယိုဖိုင်မှာချန်ဟာပြီနဲ့ကိုထည့်နေရာမှာပဲ round လုပ်ပြပိုင်နိုင်ပြီဆိုခဲ့ကျွန်တော်တင်နေဗီဒီယိုကိုဒီ move to နဲ့ကူပါဗနော်ကိုစံနေမှာထည့်ရှင်စာလေးဆိုတာကိုတစ်ခါထားပြပါမယ်ကျွန်တော်တို့ဒီမှာ picture ဆိုတဲ့ဒီနေရာပဲထည့်လိုက်ပါဗနော် picture ကိုတစ်ခါလိုက်ပါပေါ့ဒီထဲမှာကျွန်တော်ဗီဒီယိုဖိုင်မြင့်တိဖိုက်တိုင်းကျွန်တော်ဗီဒီယိုဆိုပြီးတော့ကျွန်တော်လုပ်ပြီးတော့တစ်ခိုင်တစ်ဖိုင်ထည့်ပါပိုင်နော်ဒီနေရာမှာဒီတိုင်းထည့်လိုက်ဖို့ဆိုခဲ့ဒီဗီဒီယိုအခု prompt ဗီဒီယိုကဒီအောက်မှာနေပါပိုင်နော်ဒီဖိုင်တစ်ဖွင့်လိုက်တဲ့ picture ဖိုင်ဖွင့်လိုက်တဲ့ဗီဒီယိုဖိုင်အောက်မှာပဲဟင်းပါဗနော်အခုကျွန်တော်ဒီမီတာပဲfolder အသစ်တစ်ခုလုပ်ပါပိုင်နော်ဗီဒီယိုဆိုပြီးတော့ folder အသစ်တစ်ခုလုပ်ဖို့ဆိုရဲကျွန်တော်ဒီမှာ new folder ဆိုရဲဒီနေရာကိုနှိပ်ပါဗနော်နှိပ်ပါဖို့ပြီးတော့ဒီနေရာမှာ video ဆိုရဲစာလုံးပြောပိုင်နော်ငွေ in ti video ဆိုပြီးတော့ပြောပိုင်နိုင်ပြီဆိုရဲကျွန်တော်ဒီမှာ web စာနဲ့ဒီနေရာနှိပ်ပါဗနော်ဒီနေရာတစ်ခါနှိပ်ပါပေါ့အဲ့ပြီဆိုရဲကျွန်တော်ကိုထီတော်ရဲ့ picture ဆိုတဲ့ထဲမှာကျွန်တော်တို့ video ဆိုတဲ့ဖိုင် folder နာမည်နဲ့ကျွန်တော်ရလို့ပိုင်လိုက်ပြီဆိုတော့ကျွန်တော်ဒါနောက်တစ်ခေါက်ဆော်လုပ်ခဲ့ပါမယ်ဒီမှာ picture ကိုပိုင်နော် picture ကိုပေါ့အခုတော့ကျွန်တော်ပြခါရပိုင်ဒီ video ဆိုရဲအားလည်းဟင်းရပိုင်နော်ဒီ video ဆိုရဲ folder နဲ့မဟုတ်ဘဲနဲ့ထည့်လိုက်တဲ့ဆိုရဲကျွန်တော်ဒီအောက်မှာရဲ့ video ဖိုင်ကိုပိုင်လိုက်အခုကကျွန်တော်ကဒီပြီးတော့ဗီဒီယိုဆိုရင်နေရာတစ်ခုလုံးပြီးတော့ထည့်စားပြပြန်ဒီဗီဒီယိုတွေကိုတစ်ခါနေရအောင်ပိုင်နော်အဲဆိုရဲအခုဒီဗီဒီယိုဟာဒီမှာဟင်းနေပါပိုင်နော်အဲဆိုရဲကျွန်တော်အခုနောက်က download တွေကိုတစ်ခါဝင်ကြည့်ကြပါမယ်download ပါပိုင်နော်မ download ကိုတစ်ခါနေပါဘောနော်ဒီမှာ download ဆိုရင်နေရာကိုတစ်ခါနေပါဘောအဲအခုတော့နောက်က download ဆွဲထားတဲ့ဗီဒီယိုပိုင်ဟာမဟိပါပိုင်နော်ဒီပဲဆိုတော့ရဲ့ sample လို့ထည့်ပါရနော်ဒီအားလုံးကိုကြည့်တက်ပါတယ်ဗီဒီယိုပဲဆွန်းတကိပတန်လေးမျိုးအားလုံးကိုကျေးဇူးများတင်ပါတယ်နော်